စူပါရီချမ်းနဲ့ဆန်ကာတွတ်တို့ရဲ့ပွဲကိုတူပြန်လဲကြည့်ရှုအောင်ပါဗျဒီဘက်ကဘောင်းမီနစ်နဲ့တော့ရော့ထန်ရောက်ဖက်ဆန်ကာတက်ဖြစ်ပါတယ်ဘက်ကဘောင်းမီဖြူနဲ့တော့ကျွန်တော်တို့မြန်မာဖိုက်တာစူပါရီချမ်းဖြစ်ပါတယ်ကက်ပေါက်ဆန်ပွဲပါ3မိနစ်3ချီပွဲဖြစ်ပါတယ်ဒီပွဲတွင်ဝိတ်မှာဆိုရင်တော့ရော့ထန်ရောက်ဖက်တော်တော်လေးဝိတ်ပုံမယ်ဗျဒီပွဲမတိုင်ခင်မှာချိန်တဲ့ဝိတ်ရှင်ပွဲမှာတော့ဒါဝိတ်တန်းအတူဆိုပေမဲ့တကယ်လို့ပွဲတွဲမှာတော့ဒါဝိတ်ချိန်ကြည့်ရင်တော့ရော့ထန်ရောက်ဖက်တော်တော်လေးဝိတ်ပုံမဲ့အနေထားမှာရှိပါတယ်ဒါစူပါရီချမ်းပထမဦးဆုံးတော့ထိုးဘူးတဲ့ကက်ပေါက်ဆန်ပွဲဖြစ်ပါတယ်လက်ရိပ်ထူကြီးနဲ့ဖြစ်တဲ့အတွက်သူ့အတွက်အတားမကျပါဘူးဒီပွဲဒီဘက်ကရောထန်ရောက်ဖတော့သူကတော့ဒါပေါက်ဆင်ကနေလာတယ်ပေါက်ဆင်မှာလည်းလက်ရိပ်ထူနဲ့ထိုးရဆိုထိုးနေကြဖြစ်တဲ့အတွက်သူ့အနေနဲ့တော့ဘာမှဖြစ်ဘူးခက်ခဲမရှိဘူးသူ့အနေနဲ့တခုဒါထပ်ပြီးတိုးလှုပ်ဆောင်လာတော့ခြေကန်ချက်တစ်ခုပဲဖြစ်ပါတယ်ဒီရိုးရလက်ဝဲကနေလာတဲ့စူပါရီရန်အတွက်ကတော့ဒါတော်တော်လေးစိန်ခေါ်မှုကြီးတယ်ပြောရပါမယ်သူ့အနေနဲ့ဒါလက်ရိပ်နဲ့တော့တားမကြဘူးဟိုးညာလက်တိထိတယ်ထိုးချစ်တယ်ကတော့ကောင်းပါတယ်ဒါရောထန်ရောက်ပါလဲပေါက်ဆင်ရလာတဲ့လူဖြစ်တဲ့အတွက်ဟိုကဲလိုကဲလူကောင်ကြီးရတာတော်တော်ကိုကွာရင်တော့ပွဲတွန်းမှာဆိုတော်တော်တိကြတယ်ဝိတ်ကဒါပြိုင်ဘက်ဖိုက်တာကိုလည်းအပြစ်ပြောလို့မဖြစ်ဘူးဒါပြောရမယ်ဆိုတော့ကိုယ်ဖိုက်တာတွေကဝိတ်ကက်လုတ်တဲ့အပိုင်းမှာတော်တော်လေးအားနည်းချက်ရှိတာကိုတွေ့ရတယ်ဟိုကဲလိုကဲဂျက်လိုကဲဒါလက်တိထိုးတဲ့ဘိုင်းမှာတော့ရောထန်ရောက်ဖဆန်ကာတက်ကတော်တော်လေးဟိုကောင်းတယ်ပြောရမယ်သူကလာတာတော့ဒါပေါက်ဆင်ကနေလာလည်းဖြစ်တဲ့အတွက်ဟိုရှော့ဒီထောက်လက်ဒီအတူလေးတွေဆိုလဲဒါစက်တိုက်ထိုးနိုင်တယ်တွေ့ရတယ်ရောထန်ရောက်ဖကဲပထမခြေတော့ပြီးဆုံးလုံသွားပါပြီဗျဒါကတော့ဒုတိယခြေဖြစ်ပါတယ်ဂျက်လုတ်ကဲလုတ်ကဲလုတ်ကဲတိုင်ရဖြေရတာတိတ်လွတ်မပေးချင်ဘူးနော်ရောထန်ရောက်ဖထိုးတာပေါက်ဆင်ကက်ပေါက်ဆင်ပွဲလုံနေပြီဒီပွဲကတကယ်တမ်းကတော့ဒါစူပါရီချမ်းအနေနဲ့မှွေထိုင်းပွဲထိုးဖို့ပြန်လဲဒါပြောဆိုခဲ့ပေမဲ့ဒီဝမ်ဘက်ကလက်မခံခဲ့ဘူးလို့သိရတယ်ဗျကက်ပေါက်ဆင်ပွဲကိုမရမကတည့်သွားတာတဲ့သူ့အနေနဲ့လည်းအများကြီးညှင်းပိုင်ခွင့်မရှိဘူးဟိုစူပါရီချမ်းလဲသွားတယ်ချက်ချင်းပြန်ထလာနိုင်တာကိုဒိုင်ယာမှတ်စင်ကြီးရနော်ဒိုင်ယာလည်းဒါဘက်လိုက်တယ်တကယ်တမ်းတော့အဲ့ဒါကျွန်တော်ထိပြီးလဲလို့တော့မထင်ဘူးနည်းနည်းဟန်ကျစ်ပြစ်ပြီးလဲသွားတယ်လို့ပဲထင်တယ်အဲ့နေရာမှာဆိုင်ထိုးပြိုင်ထိုးတွေလုံနေပြီဟုတ်ထည်တယ်
လောက်ကကင်းလက်ဒီကျွေးနော်အပတ်ကဒီမာကုံပိုင်းလည်းတော်တော်လေးကောင်းနေတာရောထိုင်ရောက်ဖလဲကြတယ်ဟိုညာလက်ဒီထိတယ်စူပါရန်ရဲ့ဒါမာကုံလည်းတော်တော်လေးချီကျူးရမယ်ဗျဒီပွဲမှာတော့ဘလော့လောက်သွားတယ်ဒါခြေကန်ချက်တွေလောက်ကဒုတိယချီပြီးပါတော့မယ်အိုက်ကဒုတိယချီတော့ပြီးဆုံးလို့သွားပါပြီဒါတော့နောက်ဆုံးချီတတိယချီဖြစ်ပါတယ်โอเคလောက်ကချက်လောက်ကချက်ဟိုထိတယ်စူပါရန်ထိုးချက်တွေတော်တော်လေးထိသွားတယ်ဟောဒီကဟောဒီကချက်ထိတယ်ချက်တတိယချီမာတာစူပါရန်တော်လေးပိုကောင်းလာတယ်ဗျဟောဒီကဟိုက်ကထိတယ်ဗျခြေကန်ချက်ဒါအားမပြင်းလို့လားအပြင်းတခါလေးဖင်ထိုင်လဲသွားနိုင်တယ်ဟောင်းကွက်ခနဲ့ထိသွားလောက်ကဟိုက်ကထပ်ထိတယ်ဗျအပြင်းပြင်းလေးနဲ့ဒါကန်နိုင်ရင်တော့ဟိုးလဲကျသွားပြီအဲ့မှာဆိုဒါအမှတ်စဉ်ရေးမယ်ဆိုရင်ရေးလို့ရတယ်တိုင်ကပစ်လိုက်တာချက်ချင်းပြန်ပြီးတော့ခါခိုင်းပြီးတော့ဒါထုတ်ခိုင်းတာအမှတ်စဉ်ရေးမယ်ဆိုရင်ရေးလို့ရတဲ့အနေထားသူရေးမသွားဘူးတိုင်ကလည်းပစ်လိုက်တယ်အပကတ်ဘာပဲပြောဒီပွဲမှာတော့ဒါစူပါရန်နေနဲ့တော်တော်လေးစူးစမ်းထားတာတွေ့ရတယ်ဟိုးဒါကြီးကလုံးဝမလုံးတဲ့ຢာကြီးဒါဖောင်းလို့တော့တယ်ဒီရထန်ရောက်ဖပတ်တောင်ပုံစံမျိုးလှုပ်သွားတာကက်ပေါက်စင်ပွဲမှာတမျိုးလှုပ်လို့မရဘူးဒါဆိုရင်သူဖောင်းဖြစ်တယ်အဲ့ဒါအမှတ်တွေပါရှော့လို့ရတယ်ကက်ပွဲတော့ပြီးဆုံးလို့သွားပါပြီဗျပွဲတော့ပြီးဆုံးလို့သွားပါပြီတိုင်ဆုံးဖြတ်ကိုရောက်ရှိသွားတယ်တိုင်ဆုံးဖြတ်မှာတော့ဒါသူတို့လိုချင်တဲ့ပုံစံအနေထားအတိုင်းဒါရော့ထန်ရောက်ဖတိုင်ဆုံးဖြတ်နဲ့အနိုင်ရရှိပါတယ်ဘာပဲပြောဒီပွဲမှာဒါစူပါရန်အနေနဲ့ရှုံးတယ်ဆိုရင်တောင်မှဒါဂုံတိတ်ခါရှိနဲ့ရှုံးခဲ့တဲ့ပွဲပါပထမဦးဆုံးထိုးပွဲအဲ့က
ကစ်ဘောက်ဆင်ပွဲမှာဒါဒီလောက်ထိစွမ်းဆောင်ပြနိုင်တာကျွန်တော်တို့အနေနဲ့ဂုဏ်ငယ်စရာမရှိပါဘူးတစ်ဖက်ကပြိုင်ဘက်ကဘောက်ဆင်ကနေလာတဲ့ဖိုက်တာဖြစ်ပါတယ်ထိုးပုံထိုးပေါက်ကဒါပညာပိုင်းဆိုင်ရာရမှာတော့ထိုင်းဖိုက်တာတာကိုကျွန်တော်တို့လက်ခံပါတယ်